မင်္ဂလာပါစီဝိုင်းကနေကြိုဆိုလိုက်ပါတယ်မင်းကအမြဲတမ်းစိတ်တက်ကြနေတဲ့လူတစ်ယောက်လားဒါမှမဟုတ်အကြောင်းအရာတစ်ခုကိုမလုံနိုင်ဘူးလို့တွေးတောနေတဲ့လူတစ်ယောက်လားဒါဆိုရင်တော့ဒီဗီဒီယိုကမင်းအတွက်ဖြစ်သွားပါလိမ့်မယ်မွေးတဲ့ကခြေလက်အင်္ဂါမစုံခဲ့သူအာရရတစ်ခုကြောင့်အပေါင်းငင်းနေကြမှာအနှိမ်ခံခဲ့ရသူဘာပဲဖြစ်နေဘဝကိုအရှုံးမပေးပဲရင်ဆိုင်ကြော်ဖြတ်ခဲ့တဲ့သူတစ်ယောက်ဘဝကပေးတဲ့အခက်အခဲကိုစုလက်အဖြစ်ပြောင်းလဲကအကောင်းဆုံးကြိုးစားခဲ့တဲ့သူတစ်ယောက်သူ့နာမည်ကတော့ Nick Pulisic ပဲဖြစ်ပါတယ်သူကို1982ခုနှစ်ဒီဇင်ဘာလ4ရက်ဩစတြေးလျနိုင်ငံမေလ်ဘန်မြို့မှာဝေးဖွားခဲ့ပါတယ်မွေးတဲ့ကကိုလိုင်းအင်ကအစုံမပါခဲ့တာကြောင့်ပဝင်းကျင်ရဲ့နှိမ်ချဆက်ဆံမှုကိုလည်းခံခဲ့ရပါတယ်ဒါပေမဲ့ဘဝကိုအရှုံးမပေးပဲသူ့ရဲ့ကြိုးစားမှုကြောင့်2003ခုနှစ်ဩစတြေးလျနိုင်ငံ Queensland ပြည်နယ်မှာရှိတဲ့ Griffith University ကနေဘွဲ့တစ်ခုကိုရရှိခဲ့ပါတယ်ဘွဲ့ရပြီးနောက်မှာတော့2005ခုနှစ်သူ့ရဲ့အသက်19နှစ်အရွယ်မှာပဲ Life Without Limb လို့ဆိုတဲ့ Non-profit organization ကိုလည်းတည်ထောင်ခဲ့ပါသေးတယ်အဲ့အချိန်ကစပြီးသူ့ဘဝတွေ့ကြုံခဲ့ရတဲ့အခက်အခဲတွေနဲ့အတွေ့အကြုံတွေကိုဝေမျှရင်း motivational speaker တယောက်အနေနဲ့ရှေ့ဆက်ခဲ့ပါတယ်အခုဆိုရင်နိုင်ငံပေါင်း60ကျော်ကိုတွားခဲ့ပြီးတော့ဟောပြောပွဲတွေလည်းအကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီးကမ္ဘာကျော်တယောက်အဖြစ်ရပ်တည်ခဲ့ပါတယ်ဒါပေမဲ့သူ့ကိုတယောက်တည်းသမားလို့တော့မထင်လိုက်ပါနဲ့သူက2012ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာလက်ထပ်ခဲ့ပြီးတော့အခုလက်ရှိအချိန်ထိသားသမီး၄ယောက်နဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်ဒါကတော့မွေးလာတဲ့အချိန်တည်းကကိုလက်အင်ကအစုံမပါပေမဲ့ဘဝကိုအရှုံးမပေးပဲစူးစမ်းခဲ့တဲ့လူတစ်ယောက်အကြောင်းကိုပြောပြခဲ့တာဖြစ်ပါတယ်